ဘယ်နှခုနေမှမှတ်ပြီးတော့ 5 ရှုံးတာရှုံးတာ ထိုင်းနိုင်ငံမှာလားမသိဘူး 3 2022 အကိုအဖြေ3ခုလုံးမှန်ရင်အကိုညီမနေပြီးတော့ဒေတာ9000ပေးမယ်အကိုရေတကယ်လို့မမှန်ဘူးဆိုရင်ညီမဘက်ကနေလက်ဆောင်လေးပေးဖို့တဲ့စီစဉ်လုပ်ပေးထားတယ်ညီမဒီညီမအတင်းကကပ္ပဖလားမှာမပြိုင်ဘူးလား ပြန်ဦးရ ပြိုင်ဘူးရဲ့ ပြိုင်ဦးတယ် ပြိုင်ဘူးရဲ့နော် ပြန် အဲ့ဒါဆိုရင်ဘယ်ခုနှစ်မှညီမအတင်းကကပ္ပဖလားဝင်ပြိုင်ခဲ့ရ 5 ဘယ်နှခုနေမှမှတ်ပြီးတော့ရှုံးတာရှုံးတာ ကျေးဇူးတင်ပါတယ်လို့4 3 2022 5 4 3 မသိဘူး အဲ့ဆိုရင်နောက်တစ်ခုမေးလို့ထပ်မေးလိုက်မယ်နော်ဘယ်နိုင်ငံမှာတော့ပြန်ခဲ့ရလဲကို5 4 အာရှာဂျပန် ဂျပန်သိကြပါလား5 4 3 ကန် 2 ထိုင်းနိုင်ငံမှာလားမသိဘူး နယူးဇီလန်မှာဟိုကနယူးဇီလန်နိုင်ငံမှာတော့ပြိုင်တာပါ နယူးဇီလန်မိုင်းရဖြေရတော့ ဟုတ်ကျေးဇူးပါကိုအခါညီမတို့ပဲလက်ဆောင်လေးပါကိုဟုတ်ပါ ဟုတ်ကဲ့ အချင်းမေးဖြေကြပြီးကျေးဇူးပါအခုမေးသွားတယ်မေးခွန်းရဲ့အဖြေကိုသိတယ်ဆိုရင်ပရိသတ်ကြီးတို့လည်း comment မှာဖြစ်သွားပေးအောင်နော်ယခုကျင်းပနေတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကိုဘယ်ကနေကြည့်ရမလဲဆိုတာမသိသေးတဲ့သူတွေအတွက် TV 360ပါမိုက်တဲ့ရှိရယ်နော်လင်းနှစ်မှတစ်ချိန်ကျင်းပတဲ့ရေခုံစိတ်လှုပ်ရှားစရာကောင်းတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကိုအသက်တာဆုံးပက်ကစ်တွေနဲ့ TV 360မိုက်တဲ့မှာကြည့်ရှုဖို့အတွက်အခုပဲခေါင်းလောက်လိုက်တော့နော်